ငွေသုံးကျန်းနေတဲ့ Real Madrid အားလုံးပဲမင်္ဂလာပါ Out of Football ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ကျွန်တော်တို့ကိုစုံပါနီးပြမော်ရင်ဟိုရဲ့တကြောပြန်အိမ်ပြန်ခီးနဲ့အတူ Real Madrid ရဲ့အပြောင်းရွှေ့ခြေလှမ်းတွေကတော့အလှမ်းကျနေပါတယ်လက်ရှိမှာ Man City အသင်းရဲ့ကွင်းလယ်လူ Rodrigo သဘောတူညီမှုရရှိခဲ့တယ်လို့ Leipzig ရဲ့အလားအလာကောင်းတဲ့ဆယ်ကျော်သက်တောင်ပံကစားသမား Yan Diomande ကိုလည်း PSG နဲ့ရှင်ပြီးခေါ်ယူနိုင်ခဲ့ပြီလို့သိရပါတယ်ဒီကစားသမားတွေမတိုင်ခင်မှာ Chelsea ရဲ့ left back Cucurella ကိုပေါင်55တန်း Inter Milan ရဲ့ right back Dumfries ကို22တန်း Liverpool ရဲ့ Konate နဲ့ Man City ရဲ့ Bernardo Silva ကိုအလွတ်တွေနဲ့ခေါ်ယူခဲ့ပြီးသားဖြစ်ပါတယ်Rodri တဲ့ Real Madrid မှာအခက်အခဲသိမ်းမရှိဘူးလို့ပြောရပါမယ်။ Rodri ရဲ့အိမ်မက်အသင်းက Real Madrid ဖြစ်နေတာကြောင့်ပါ Man City ကကစားသမားကိုစာချုပ်တစ်ချုပ်တည်ဖြစ်စေမချုပ်တည်ဖြစ်စေအသင်းမှာဆက်ပြီးထိန်းထားခြင်းပါတယ်။ဒါပေမဲ့အသင်းနဲ့ရသမျှစူဖလားတွေရယူပြီးသွားတဲ့ Rodri ကတော့ Guardiola မရှိတော့တဲ့ကစားသမားနေဝင်ခြင်းမရောက်ခင်မှာတခြားလီတစ်ခုမှာအမြင့်ဆုံးအဆင့်အောင်မြင်မှုတွေစင်ကုန်မှုအသစ်တွေကိုလိုချင်နေတာပါ။ဒီအတွက် Real ကသူ့အတွက်အကောင်းဆုံးရွေးချယ်မှုလည်းဖြစ်နေပါတယ်။သူ့ရဲ့မွေးရမြေစပိန်မှာလည်းပြန်ကစားနိုင်မယ်။စူဖလားတွေရယူနိုင်စွမ်းရှိတဲ့အင်အားကြီးအသင်းလည်းဖြစ်နေပါတယ်။ Real အတွက်ဆိုရင်လည်း Chouamani Camavinga တို့နဲ့ကွင်းလယ်ကသူတို့အနေထားနဲ့ဆိုတာမန်ကွင်းလယ်လိုမျိုးဖြစ်နေတယ်။ Rodri လိုကစားသမားကိုရလိုက်မယ်ဆိုရင်ကွင်းလယ်ထိန်းချုပ်မှုနဲ့ခံစစ်ကိုကာကွယ်နိုင်စွမ်းပိုကောင်းသွားမှာပါ။မော်ရင်ဟိုရဲ့ quick counter တွေမှာ Rodri စီကနေထွက်လာမဲ့ဘောလုံးလမ်းကြောင်းဖွင့်ဝေးနိုင်စွမ်းကပိုပြီးအရေးပါလာဖို့ရှိနေပါတယ်။သူ့ရဲ့ဖလားယူမှုတဲ့အတွေ့အကြုံတွေက Real ကိုဥရောပစင်မြင့်ထက်မှာအရင် Real ပြန်ဖြစ်လာစေမလားစောင့်ကြည့်ရပါမယ်။ကွင်းလယ်ကောင်းတဲ့အသင်းကြီးတွေနဲ့ရှင်တိုင်းဥရောပပြိုင်ပွဲတွေမှာတောက်လျှောက်လှည့်ထွက်လာရတာမလို့လဲဒီຫນွေမှာတော့ဒီအားနည်းချက်ကိုပြင်ဆင်လာခြင်းတာပဲဖြစ်ပါတယ်။ Yan Diomande ကတော့ left wing ကစားသမားဖြစ်နေတာကြောင့် Leipzig နဲ့စာချုပ်တက်တန်းတစ်နှစ်ပဲကျန်တော့တာမလို့တက်တန်းတို့ကိုဆွေးနွေးနေတဲ့ Vinicius နဲ့အဆင်မပြေလို့လားဆိုတဲ့အတွေ့ဝင်လာပါတယ်။နောက်ပြီး Vinicius ကလည်း Arsenal နဲ့သတင်းတွေထွက်လာတယ်ပေါ့။ Leipzig ကိုယူရိုတန်း90အပေါင်းအပိုစုကြီး10တန်းနဲ့ကမ်းလှမ်းခဲ့ပေမဲ့လောလောဆယ်မှာတော့ပယ်ချခံလိုက်ရပါပြီ။ Leipzig ဘက်ကယူရိုတန်း100နဲ့အထက်ပိုများတဲ့တန်ကြီးရမှလက်လွတ်ပေးမဲ့သဘောပါ။ Arsenal နဲ့ Man City တို့ကကစားသမားအခြေအနေကိုပြီးခဲ့တဲ့အပတ်ကစုံစမ်းခဲ့ပေမဲ့ Yan Diomande ဘက်ကတော့တကားဖွင့်မပေးထားပါဘူး။ Diomande ကိုရှင်လူနိုင်တာ Real နဲ့ PSG နှစ်သိန်းပဲရှိတော့တာကြောင့်ဘယ်အသင်းကရသွားမလဲရတော့စိတ်ဝင်စားစရာကောင်းနေပါပြီ။လက်ရှိရတော့ကစားသမားနဲ့ Real ကတော့အခြေအနေပိုကောင်းနေပါတယ်။ဒီကစားသမားကိုရခဲ့ရင်တော့ Real ရဲ့ငွေကြေးသုံးစွဲမှုကရပ်တန့်သွားအောင်မှာမဟုတ်ဘဲ Right wing တယောက်ပါထပ်ရှာသွားဖို့ရှိနေတာပါ။ဆိုတော့ Moinho နဲ့အတူ Real ရဲ့ငွေကြေးသုံးစွဲနိုင်မှုကဒီထက်ထပ်ပြီးမြင့်တက်လာအောင်ပဲအနေထားပါပဲ။အားလုံးကျေးဇူးတင်ပါတယ်။နောက်ဗီဒီယိုမှာပြန်တွေ့ပါမယ်။